မင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့ပြပြချင်တဲ့အကြောင်းအရာကတော့စခိုင်းတိုင်းဒေသရှိဒီပရင်မြို့နယ်စာသေးချောင်းတကြောင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုအပေါ်ကိုလူတန်းကြည့်ပြီးလောက်ပြီလို့ထင်ပါတယ်ခင်ဗျာဒီလိုလေကြောင်းတိုက်ခတ်မှုအပေါ်ကိုတော်တော်လေးကိုကြောက်စရာလည်းကောင်းသလိုလှုပ်လည်းမလှုပ်သင့်ပါဘူးဖြစ်လည်းမဖြစ်သင့်တဲ့အကြောင်းအရာပါဒီအကြောင်းအရာကိုဆက်ပြီးပြောရမယ်ဆိုရင်တော့စခိုင်းတိုင်းဆိုတာကပြီးခဲ့တဲ့မဆလာ28ရက်နေ့မှာဆိုရင်မြင်းကလေးအကြီးအကျယ်ခံခဲ့ရတဲ့နေရာဒေသတစ်ခုပါမြင်းကလေးလောက်ခပြီးနောက်စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေကမေလ30ရက်နေ့အထိသူတို့အပြစ်ခတ်ရက်စဲရေးကိုကြေညာထားတယ်ပေါ့နော်။ဘာကြောင့်ပြစ်ခတ်ရက်စဲရေးကြေညာတယ်လဲဆိုတော့မြင်းကလေးတန်ခံရတဲ့ပြည်သူတွေကိုကူညီဖို့အတွက်အပြစ်ခတ်ရက်စဲရေးလုပ်ရတာပါဒါပေမဲ့မြင်းကလေးတန်ခံရတဲ့ပြည်သူတွေကိုကူညီရမယ်လို့စစ်ကောင်စီကကမ္ဘာနိုင်ငံအများကိုဖိတ်ခေါ်ခဲ့ပေမဲ့တကယ်တမ်းကျတော့စစ်ကောင်စီကအပြစ်ခတ်ရက်စဲရေးကိုလုံးဝအတိအကျကြေညာတာမဟုတ်ပဲနဲ့တစ်ဖက်လက်နဲ့လက်စားတာကိုဒီတော်လိုင်းရေးအရာစုနဲ့ဒီတိုင်းသားခေါင်းဆောင်တွေကပို့ပြီးတိမှာပါဒီအကြောင်းကိုပြောရမယ်ဆိုရင်တော့ခေတ်ဆက်ဆက်ကစစ်ကောင်စီဟာဘယ်လိုအစည်းအဝေးပဲလွတ်လွတ်ဘယ်လိုစာချုပ်ပဲချုပ်တကယ်တမ်းဥပဒေကိုသူတို့ကပဲထုတ်ဖော်ထားပြီးတော့တကယ်လက်တွေ့မှာတော့ဥပဒေကိုချိုးဖောက်တာကတော့စစ်ကောင်စီပဲဖြစ်ပါတယ်ခင်ဗျဒါကိုကျွန်တော်တို့အထူးတလဲပြောစရာမလိုတော့ပါဘူးမေလ12ရက်နေ့ကစကိုင်းတိုင်းဒီပင်ရင်မြို့ကစာတီကျောင်းတစ်ကျောင်းမှာဆိုစစ်ကောင်စီကလာရောက်ပြီးတော့ဘုံကျက်ခဲ့ပါတယ်အဲ့ဒီထဲမှာကကျောင်းသားကျောင်းသူကလေးငယ်22ဦးနဲ့ဆရာမ2ဦးတည်ဆုံခဲ့ရပါတယ်စုစုပေါင်း24ဦးတည်ဆုံခဲ့ရတယ်ပေါ့နော်အင်မတန်မှဝမ်းနည်းဖွယ်ကောင်းတဲ့အကြောင်းအရာပါအဲ့ဒီပင်ရင်မြို့နယ်စီစာတီကျောင်းကိုစစ်ကောင်စီကလာရောက်ပြီးတော့ဘုံကျက်တဲ့အချိန်မှာကမ္ဘာကုလသမဂ္ဂအတွင်းမူချုပ်ဖြစ်တဲ့အန်တိုနီရက်စ်ကဒီလိုလိုရမျိုးကိုဆုတ်ချတယ်အပြည့်ယူအပြစ်ပေးပြီးတော့လှုပ်တဲ့သူကလည်းဒီတာဝန်ကိုအပြစ်စစ်ကြောင်းကိုဝန်ခံရမယ်လှုပ်တဲ့သူကလည်းတာဝန်စစ်ကြောင်းကိုလည်းသူထုတ်ပြပြောဆိုတာပေါ့နော်ဒါပေမဲ့ဒီတာအားလုံးဒီတစုံတရာစစ်ကောင်စီအတွက်ဘာတက်ရောက်မှုဘာဖြစ်အမှရှိမှာမဟုတ်ပါဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်ကမ္ဘာကုလသမဂ္ဂလည်းကျွန်တော်တို့ပြည်သူဘောကိုဘယ်လောက်ထိလက်စားအောင်မလဲနောက်တစ်ချက်ပြန်ပြီးပြောရမယ်ဆိုရင်တော့စစ်ကောင်စီကကျွန်တော်တို့ရဲ့ပြည်သူဘောကိုဘယ်လောက်ထိလေကြောင်းတိုက်ခတ်မှုဖိနှိပ်မှုတွေဘယ်လောက်ထိစစ်အောင်မလဲဆိုတာကိုတော့ကျွန်တော်တို့မသိရပေမဲ့ဒါပေမဲ့နေ့စဉ်နေ့များတော့ခံရရပါဆိုတာကိုတော့အထူးတလဲပြောစရာမလိုတော့ပါဘူးစကိုင်းတိုင်းဆိုတာကလည်းလေကြောင်းတိုက်ခတ်မှုနေ့စဉ်နေ့အများခံစားရတယ်လို့မကြာခဏဆိုလဲလေကြောင်းတိုက်ခတ်မှုကြုံနေရတဲ့ဒေသတစ်ခုပါဘာကြောင့်စကိုင်းတိုင်းကိုဖိပြီးလောက်ရတယ်လဲလို့ပြောရမယ်ဆိုရင်တော့စကိုင်းတိုင်းဒီစစ်ကောင်စီအတွက်အင်မတန်မှအရေးပါတဲ့တိုင်းတိုင်းဖြစ်တဲ့အတွက်ဒီတိုင်းသာဆက်ဖြစ်နေမယ်ဆိုရင်တော့စကိုင်းတိုင်းဒီမတွေ့ဘူးလောက်တော့အခြေအနေကိုရောက်သွားနိုင်ပါတယ်စစ်ကောင်စီရဲ့ခံယူချက်တွေမှာတော့စကိုင်းတိုင်းကကျသွားပြီဆိုရင်တေချာပေါက်သူတို့ရဲ့တော်လှန်ရေးသည်တေချာပေါက်သူတို့ရဲ့စစ်တပ်သည်ကြရှုံးသွားမှာဖြစ်တဲ့စကိုင်းတိုင်းသည်မြင်မကြံ့တဲ့အထိသူတို့ကလေကြောင်းတိုက်ခတ်မှုလုပ်တယ်ပြီးတော့လည်းမဆိုင်တဲ့အရတာပြည်သူလူထုရဲ့အိုးအိမ်ကိုလေကြောင်းတိုက်ခတ်မှုလုပ်တော့တစ်ဖက်ကလည်းစစ်ကြောင်းထိုးနေပါတယ်တစ်ဆက်တည်းပဲပြောရမယ်ဆိုရင်တော့သူတို့ဒီလိုလှုပ်ချင်အဖြစ်မဆိုင်တဲ့ကလေးငယ်တွေမဆိုင်တဲ့သူတွေပါထိခိုက်တယ်ပေါ့နော်တကယ်တော့သူတို့ပြစ်ချပြီးလိုက်တဲ့ဘိုးတစ်လုံးဟာသူတို့လိုချင်တဲ့ပြင်မတစ်ခုကိုမရောက်ပဲနဲ့မဆိုင်တဲ့သူစီကိုရောက်သွားတယ်ဒီထဲမှာပြောရမယ်ဆိုဆွလော်ဘီအများစုကပြောတယ်ပေါ့နော်အဲ့ဒီစသည်အကြောင်းထဲမှာအကြံဖက်သမားတွေများစွာစီလို့သူတို့ကလေချောင်းတက်ခတ်မှုလုပ်ရတယ်လို့ပဲပြောနေပါတယ်ဒါပေမဲ့အဲ့ဒီအရာအားလုံးဒီအင်မတန်မှမားတဲ့အရာဖြစ်တဲ့ဆိုတာကိုတော့ဒီနေ့ကျရဲ့စစ်ကောင်စီကိုထောက်ခံတဲ့လူတွေပြန်ပြီးသိမှာပါဆိုတာကိုတော့ကျွန်တော်ပြောပြချင်ပါတယ်စကိုင်းတိုင်းမှာဆိုရင်တော့မကြခဏလေချောင်းတက်ခတ်မှုတွေခံရပေမဲ့
စကန်တန်ကတော်လေရာစုတွေကတော့စိတ်မကြဘူးလို့ပဲကျွန်တော်မြင်တယ်ပေါ့နော်ဗီဒီယိုလေးကိုဒီလောက်ပဲအဆုံးသတ်ပြစီကျေးဇူးတင်ပါတယ်ခင်ဗျ